Hello လှပတဲ့ချင်းမိုင်မျိုးလေးကနေပြီးကြိုဆိုလိုက်ပါတယ်ရှင်တပြေပါရာသီဥတုကချင်းမိုင်ကအခုတလောပူနေတယ်ပေါ့နော်ပူနေတဲ့ခါကျတော့အပြင်ထွက်လို့ရှိရင် Grab တို့ဘာတို့တက်စီနဲ့ထွက်ပါပေါ့နော်နှိမ့်ခင်းပတ်တွေတိတ်မထွက်ပါနဲ့ညနေပိုင်းထွက်ပါအိမ်မှာနေလို့ရှင်လဲပန်ကာလေးအေကွန်လေးဖွင့်နေပေါ့နော်ဒါပေမဲ့အခုတပြေအိမ်မှာပေါ့နော်အိမ်မှာအောက်ထပ်မှာဆိုတော့မပူဘူးအေးစေးမနက်ခင်းလေးဖြစ်တော့မပူသေးဘူးပေါ့နော်အေကွန်လေးဖွင့်စရာမလိုပန်ကားလေးဖွင့်စရာမလိုပေါ့နော်တပြေအခုပြောချင်တာကတော့မြန်မာဘာသာစကားကိုမြန်မာတယောက်ဖြစ်ပြီးကျွမ်းကျင်ပိုင်နိုင်စွာပြောနိုင်ခြင်းကဘလောက်ကိုယ့်အတွက်အကျိုးရှိလဲဆိုတဲ့ဟာမျိုးလေးကိုပြပြချင်တာပါရှင်အခုခေတ်မိဘတွေကအကုန်လုံးက international school ကလေးတွေကိုထားကြတာများတယ်ပေါ့နော်မြန်မာကျောင်းတွေထားတဲ့ကလေးတွေကလည်းအများအားဖြင့်စနေတနင်္ဂနွေနေ့ပိတ်ရက်သို့မဟုတ်ဂျားရက်ဒီမှာဆိုရင် online ကနေပဲဖြစ်ဖြစ်အိမ်ကိုဆရာမခေါ်ပြီးတော့ပဲဖြစ်ဖြစ်အမြဲတမ်းသူတို့ကကလေးတွေကိုအင်္ဂလိပ်စာကို train ပေးကြတယ်ပေါ့နော်အခုတော်တော်များများမြန်မာလူမျိုးတော်တော်များများရဲ့သားသမီးတွေဟာအင်္ဂလိပ်စာတော်တော်လေးကောင်းလာကြတယ်ပေါ့နော်အင်္ဂလိပ်စာတော်တော်အသားပေးလာကြတယ်အဲ့ဒါအရန်ကောင်းတယ်ကောင်းပါတယ်အင်္ဂလိပ်စာကလည်းဒီတကဘာလုံးသုံးတဲ့ဘာသာစကားဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်္ဂလိပ်စာကိုကျွမ်းကျင်ပိုင်နိုင်ရင်အလုပ်အကင်တွေအခွင့်အလမ်းတွေပေါ်များတယ်နိုင်ငံတကာကိုဘယ်နေရာကိုပဲသွားကိုတယောက်ထဲသွားနိုင်တယ်ဘာသာစကားအားသာချက်ရှိပါတယ်ဒါပေမဲ့မြန်မာလူမျိုးဖြစ်ရင်မြန်မာစကားကတော့တေချာပေါက်ကျွမ်းကျင်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်အခုခေတ်ကိုကမြန်မာနိုင်ငံကနေပြီးတခြားနိုင်ငံကိုကြောင်းသွားတက်မယ်ဆိုလို့ရှိရင်ကျောင်းသားတယောက်အနေနဲ့ပဲအရင်ဆုံးပြောကြပါစို့။ကျောင်းသားတယောက်ဆိုရင်တခြားနိုင်ငံကိုရောက်သွားရင်တခြားနိုင်ငံလူမျိုးတွေနဲ့ကိုကပေါင်းသင်းဆက်ဆံရတဲ့အခါအင်္ဂလိပ်ဘာသာစကားကအရေးကြီးထားပြီးတော့အင်္ဂလိပ်စကားကိုပြောရတယ်။ဒါပေမဲ့လူတွေရဲ့စိတ်ဝင်စားမှုကအင်္ဂလိပ်ဘာသာစကားလူတိုင်းပြောကြတယ်ပေါ့နော်။လူတိုင်းပြောနေကြတယ်နိုင်ငံခြားကျောင်းတွေတက်လို့ရှိရင်ပေါ့နော်နိုင်ငံခြားပညာသင်ကြားမှုတွေကိုနိုင်ငံတကာကျောင်းတွေမှာသွားတက်ရင်အင်္ဂလိပ်စကားကိုပြောကြတယ်။ဒါပေမဲ့သူတို့တငယ်ချင်းတွေကကိုနဲ့ပေါင်းမဲ့ကိုယ့်ရဲ့တငယ်ချင်းကိုသားသမီးနဲ့ပေါင်းသားသမီးတငယ်ချင်းတွေဘာတွေညှော်နေထားလဲကိုစီရအဲ့ဒါကတော့ကိုမြန်မာနိုင်ငံကလာရင်မြန်မာစကားကဘာလဲဘယ်လိုပြောလဲဆိုတာကိုသူတို့ကညှော်နေကြပါတယ်အဲ့တော့အနည်းဆက်ဆုံးပြောရင်ထမင်းစားပြီးပြီလားဆိုရင်ညီတို့မြန်မာလိုဘယ်လိုပြောလဲဆိုတာမျိုးလေးကိုသူတို့စိတ်ဝင်စားတယ် Have you eaten lunchအဲ့လိုဆိုရင်ညီတို့မြန်မာလိုကြဘယ်လိုပြောလဲနေ့လယ်စာစားပြီးပြီလားဒါမျိုးကိုပြန်ပြောနိုင်ရမယ်ပေါ့နော်နောက်တစ်ခုကကိုကမြန်မာလူမျိုးဖြစ်နေပြီးတော့မြန်မာစကားမပီတာဘူးဆိုရင်လေကို့ပုံမှာ impression ထောင်းခံရမှာပါကို့ပုံမှာမြန်မာလူမျိုးဖြစ်ပြီးတော့မြန်မာစကားမပီတာဘူးလားဆိုပြီးတော့တခြားနိုင်ငံကလာတဲ့ကိုယ့်ရဲ့အပေါင်းအသင်းငယ်သေးမှုဖြစ်သွားနိုင်နေပေါ့နော်ဒါကြောင့်မို့မြန်မာစကားဘလောက်အရေးကြီးလဲမြန်မာစကားကိုဘလောက်ထိကျွမ်းကျင်ပြောသင့်တယ်လဲဆိုတာကဒီဟာကိုကြည့်ပြီးရင်သိတာပါတယ်အခု content creation လုပ်တဲ့နေရာမှာပဲကြည့်ပေါ့နော် content creation ခုနောက်ပိုင်းဆိုလို့ရှိရင် content creator တွေ social influencer ဆိုတာအဓိကခင်မိလာတယ်ဒါကိုစီးပွားရေးတစ်ခုအနေနဲ့အလုပ်လုပ်လာကြပါတယ်အဲ့ဒီခါကျတော့ social influencer တယောက်အနေနဲ့မြန်မာစကားကိုပြပြတတ်ပြောနိုင်ခြင်းကလည်းအရန်အရေးပါလာပါတယ်ကိုယ့်ရဲ့ content တွေကိုကိုကမြန်မာလူမျိုးတွေကိုအဓိကထားပြီးတော့ပြောပြမယ် content မျိုးဆိုလို့ရှိရင်ကိုယ့်စကားတန်မြန်မာလူမျိုးဖြစ်ပြီးတော့မြန်မာစကားမပီတာဘူးဆိုရင်အဲ့ဒီ channel ကိုစိတ်ဝင်စားမှုရောကြသွားမှာဖြစ်ပါတယ်အကယ်၍ကိုကတိုင်းရင်းသားလူမျိုးတယောက်ဖြစ်တယ်ဆိုရင်ပြိတ္တကနားလည်ပြီးလို့ရပါသေးတယ်ဒါပေမဲ့တိုင်းရင်းသားလူမျိုးဆိုရင်တော့ကိုမြန်မာလို
ပြောမဲ့ content ဒီမှာမြန်မာလိုထန် grind ကြကြမြန်မာလိုအဓိပ္ပာယ်တိတိကျကျပေါ်အောင်ပြောနိုင်တဲ့လူမျိုးကိုစိတ်ဝင်စားကြပါတယ်အကယ်၍စကားကိုလည်းမပြောနိုင်ဘူး international school ပဲတက်ပြီးတော့မြန်မာနိုင်ငံမှာလည်းကြီးပြင်းခဲ့ရသားနဲ့သို့မဟုတ်နိုင်ငံခြားမှာပဲကြီးပြင်းမြန်မာပြည်သက်ကို target ထားတယ်ဆိုရင်မြန်မာဘာသာစကားမှာဖြစ်မနေကျွမ်းကျင်မှုရှိရပါမယ် content creation စာရေးတော့မယ် content တွေကိုရေးတော့မယ်ဆိုလို့ရှိရင်လေမြန်မာစကားကမြန်မာစာအဓိကရေးတတ်ရပါမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုယ့်ရဲ့ content ကြီးကပေါက်ဖို့မလွယ်ပါဘူးရှင်ကဲဒါကြောင့်မို့လို့အခုပြောပြတဲ့အချက်လက်ကလေးကိုကြည်ချင်းအပြင်မြန်မာနိုင်ငံကလာရင်မြန်မာစကားကျွမ်းကျင်မှုကလည်းဘလောက်အရေးပါတယ်လဲဘလောက်လိုအပ်ချက်တွေရှိနေတယ်လဲဆိုတာကိုအခုကြည့်နေတယ်ကျမရဲ့အတိရပြိသက်တွေသဘောပေါက်လောက်ပြီးထင်ပါတယ်ရှင်ဒါဆိုရင်ကျမတို့သားသမီးတွေကျမတို့ကိုယ်တိုင်ကိုလာခဲ့တဲ့နိုင်ငံရဲ့ဘာသာစကားတစ်ခုကိုယဉ်ကျေးမှုဘာသာစကားတွေအကုန်လုံးကိုနှံ့ဆက်ထားဖို့အရန်အရေးကြီးနေပါပြီရှင်နိုင်ငံခြားဘာသာစကားတစ်ခုဟာအခုခေတ်မှာနိုင်ငံတကာကကလေးတွေဟာနိုင်ငံခြားဘာသာစကားကိုအင်္ဂလိပ်ဘာသာစကားကိုအင်္ဂလိပ်ဘာသာစကားပြောနိုင်နေကြပါပြီရှင်ဒါပေမဲ့အဲ့လိုပြောနိုင်တဲ့အချိန်မှာကိုယ့်ရဲ့ဘာသာစကားကိုယ့်ရဲ့စာပေကိုနှံ့နှံ့ဆက်ဆက်ဖတ်နိုင်နေပြောနိုင်နေဆိုနိုင်နေဆွေးနွေးနိုင်နေဆိုရင်မြန်မာနိုင်ငံမှာပဲပြန်ပြီးတော့အလုပ်လုပ်တာပဲဖြစ်ဖြစ်နိုင်ငံတကာကိုထိုးဖောက်တာပဲဖြစ်ဖြစ်ဘာသာစကားနှစ်ခုကိုကျွမ်းကျင်တဲ့လူကိုမိခင်ဘာသာစကားကိုကျွမ်းကျင်တဲ့လူကနေရာရမယ်ဆိုတာကျင်းသေးပါတယ်ရှင်ဒါကြောင့်မို့ကိုသားသမီးတွေကိုအခုချိန်ရစပြီးတော့မြန်မာဘာသာစကားကိုလေကျွမ်းကျင်ပိုင်နိုင်အောင်ခုချိန်ကလေးကသင်ပေးထားကြဖို့ကျမအနေနဲ့ပြောပြလိုပါတယ်ရှင်တဒါ